အားလုံးမင်္ဂလာပါကျွန်တော်ဗီဒီယိုမတင်ရတော့ကြာပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ကလင်းကန်ပြီးတော့ကျွန်တော်ဆော့ပြဖြစ်ပါတယ် Welcome to Mobile Legends ကျွန်တော်ပွဲထဲမှာဗီဒီယို recording ရရွေးခြင်းပဲမဲ့ကျွန်တော်ရဲ့တငယ်ချင်းကထိုင်းနိုင်ငံမှာနေရပါတော့သူနဲ့တူတူကျွန်တော်ဆော့ရတာမဟုတ်လို့ကျွန်တော်ထိုင်းစာပေါ်မှာကျွန်တော်ဆော့ရတာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်ဒီပွဲမှာကျွန်တော် recording ရိုက်ချင်တော့လေကျွန်တော်ရဲ့ဖုန်းကမနိုင်ဘူးပေါ့နော်ဆိုတော့စာပါလည်းမကောင်းဘူးလမ်းလည်းတက်တယ်အေးကြတဲ့ဒီ recording ရိုက်လို့ရှိရင်ဖုန်းကထက်သွားတယ်ပေါ့နော်အဲတော့ကျွန်တော်မရိုက်တော့ဘဲနဲ့ကျွန်တော်ဒီတိုင်းလေးပဲ replay လေးကိုကျွန်တော် second recording ပြင်ရတာပါကျွန်တော်ဂိုးလိန်မှာကလင်းကန်ရဆိုတော့ကလင်းဖြစ်တဲ့အတွက်ကြောင့်ခင်းနေလိုက်ဂေးရတော့ပေါ့နော်ဒီအခရီးတို့ထွက်မစားရဘူးဂေးပြီးတော့ဆော့ရတယ်ဟိုဘက်ချန်တစ်ဖက်ကလည်းဒီဟာလေးဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတွားရှင်ချလို့မရဘူးပေါ့နော်အာလီမှာတော့တွားရှင်ချတော့ရှော့မှာအဲ့တော့ကျွန်တော်ဒီစီလေးပဲဖေးတွေကိုလက်စင်လေးစားတယ်ပြီးတော့ကျွန်တော်သူ့ရဲ့ရိတ်ချင်ကြည့်ပြီးတော့ကျွန်တော်ရှောက်ပြီးတော့လိုက်ကြည့်ရပါတော့ဂိုးခွေးကျွန်တော်လူစားပါတော့ရလားမသိရပါလားအားရပါလားတော်ပြီတော့ ဂိုးလေးအများစုကဒီခဏခဏမပေးရဘူးပေါ့နော်စိတ်ဆော့ရတယ်စိတ်ဆော့ရဖြစ်တဲ့အတွက်ကြောင့်တတိထားပြီးတော့နေရတယ်ပေါ့နော်ဂိုးလေးကဒါရေးကြည့်ပါတယ်ဂိုးလေးဖေးသွားလို့ရှိရင်တပွဲလုံးကပြားတောက်တာတပွဲလုံးကတကယ်ရှုံးတာပဲကွယ်ဆိုတော့ကျွန်တော်စိတ်ဆော့တယ်ထိရကောင်းတဲ့ပြည့်လိုက်ပိုက်တာပဲလိုက်ကောင်းတယ်ပြင်းရတာကောင်းတယ်အမှကျွန်တော်ပင်ကိုပြလိုက်တယ်ပေါ့နော်ကျွန်တော်ပင်ကိုကြည့်ပါဦးဗျာမ200ကျော်တဲ့ကျွန်တော်ထိုင်းစားမှာဆော့ရဆိုတော့ပင်ကတစ်စက်မှမကောင်းအဲ့ဒါကျွန်တော်တနည်းရေးကျွန်တော်ကန်ရတာစဉ်းစားကြည့်ပါဦးကျွန်တော်မက်ကိုတစ်ချက်ကြည့်ရတယ်မက်ကိုတစ်ချက်ကြည့်လိုက်တော့ဟာနာဘီရဲ့ဘတ်တေးဆိုင်နေပေါ့နော်သူမိနစ်ကအခုမှဘယ်နှမိနစ်လဲ4မိနစ်ကျော်2မိနစ်လား2မိနစ်ကျော်ပဲရှိတယ်2မိနစ်ကျော်နေမက်စမန်ကဘတ်တေးဆိုင်လို့မရဘူးပေါ့ဒီဂိုးလင်းထိုင်နေလို့က2မိနစ်ကျော်နေနဲ့ဘတ်တေးဆိုင်လို့ရှိရင်ဂိုးမတာတော့အဲ့တော့ဟာနာဘီကဘတ်တေးဆိုင်တော့ကျွန်တော်လည်းရှိသမျှဂိုးတွေအကုန်ယူတယ်ဒီတာဝန်မှာရှိတဲ့ကတ်နေတဲ့ဂိုးတွေကအကုန်ခွာပစ်တယ်ရောက်ခွာတယ်ဒီတာဝန်မှာရှိတဲ့ဂိုးတွေအကုန်ခွာလို့ရှိရင်ဒီလက်ကမှကောင်တော့ first ပါပြီပေါ့နော်အဲ့တော့ကျွန်တော် first အနေနဲ့ကျွန်တော်ခွာတယ်ရတော့ခွာတယ် okay ရှိတဲ့ကိုယ်ကိုခွာပြီးဆိုတော့ကျွန်တော်ရှိတဲ့ခရီးတွေကဆက်စားတယ်ကျွန်တော်ဘတ်တင်မဝင်လေးပါဘူးကျွန်တော်ဘတ်တင်ဝင်တဲ့အချိန်ကဘယ်အချိန်လဲဆိုတော့ကျွန်တော်နောက်ပြောပြပါမယ် Justice prevails. Do I even have to repeat that? You girls can resist a gunslinger like me. You can't blame me for that. I'll make sure justice is served today. Request backup. Understood. အဲ့နေရာမှာကျွန်တော် lens လုံးလိုက်တွေ့တယ် lens လုံးကျွန်တော် live ပတ်တယ် exclusion ထိုးတယ်ကျွန်တော် flag ခုံတယ်ကျွန်တော် ultimate ပြတာကျွန်တော်လွဲတယ် flag ကလည်းကျွန်တော် flag ကထွက်ကြတယ်လို့မထွက်ကြတယ်လို့သူကထွက်သွားတာဘေးတစ်စောင်းအမှကျွန်တော်ခုံတာဒီအနောက်ကိုခုံအဲ့တော့လည်းမထိုးဘူးဆိုတော့ခွေးတဲ့ရှင်ရတော့ကျွန်တော်လက်ထပ်တက်တယ်အဲ့တော့စိမ့်နေပြတာထိရထိပါတော့မသေးပါဘူး flow ရင်းရောက်လာလို့ flow ရင်းကသွေးဖြစ်နေတယ်ပေါ့နော်အမှကမလေးရတယ် ultimate တုံးတာထိရထိရတော့တကောင်နဲ့အဲ့ဒါဆိုရင်နောက်ထပ်ပြီးတော့ flow ရင်းထပ်တည်တယ်အဲ့တော့တက်ပြီးလည်းအဆုံးတက်ပြီးအမှနောက်စလောကျွန်တော်လိုက်ချတယ်ပေါ့နော်နောက်စလောကအမှနည်း first ပါတယ်ပေါ့ဘာလို့ double kill က triple kill ရပါtriple kill မဟုတ်ဘူး triple kill ရတော့အမှဟိုကောင်မှ report တောင်းတာရောပြောအဲ့ဒါကျွန်တော်အသက်ပြန်ရှင်လာတယ်အသက်ပြန်ရှင်လာကျွန်တော်လုံးနေကြအတိုင်းပဲ free စားတယ် free ကဒီ maximum ရဲ့ free ကဒီ9မိနစ်ဆိုလို့ရှိရင်တခြားလိမ့်နေပါလားစားလို့ရတယ်ပေါ့နော်9မိနစ်မကျော်မချင်းလိမ့်ကနေမခွာရဘူးဘာလို့ဆိုတော့ဒီ9မိနစ်လေးက
ဂိုးအများဆုံးရတယ်ပေါ့နော် EHP ဆိုလည်းပဲ9မိနစ်လေကအများဆုံးရတယ် EHP အများဆုံးရတဲ့လေပေါ့နော်အဲဒီ9မိနစ်လေကိုစောင့်စားတဲ့မှာဆိုတော့အဲ့ဒီချိန်မှာရောဂါဖြစ်မိတ်တာပဲဖြစ်ဖြစ်အဲ့လိုမြစ်လေကဖြစ်ပေါ့နော်လာစားလို့ရှိရင်မတာတော့ဘူးနော်ဒီမှာအဲ့တော့9မိနစ်တည်းတော့ခုကြီးကပြောင်းသွားပြီခုကြီးပြောင်းသွားဆိုတော့ဒီတခြားလိမ့်ကြီးပါလေသွားစားလို့ရပြီဘတ်တယ်လေးဝင်လို့ရတယ်ပေါ့နော်အဲ့ဒီချိန်မှာလန်စလော့တာတက်ကြီးလိုက်တယ် Just a lonely man on his way in the desert. Enemy invading jungle. အဲ့နဲ့ကျွန်တော်ဒီဘတ်တယ်ဝင်လို့ရတယ်ပေါ့နော်ဘတ်တယ်ဝင်လို့ရဆိုတော့ကျွန်တော် rubber ကိုတိုင်းနေတယ် rubber ကိုတိုင်းတော့ကျွန်တော်ဘတ်တယ်ဝင်မိတယ် rubber ကိုအုပ်လိုက်ကြီးဟာထိုက်တာကြီးရတယ်မင်းတို့ဟာကြီးရတယ်အဲ့လောက်ကြီးရတယ်အဲ့အနာဘီဂျွန်တော့အကောင်ပြစ်စမ်းဘိုက်ခုတ်ဒါပဲအကောင်သေးကျွန်တော် report ပြရတာအကောင် Initiate retreat. You destroyed the turret. အဲ့ဒီအချိန်မှာကျွန်တော်မက်ကိုကြည့်နေတော့သူတို့ကflow နဲ့အားကိုးနေပေါ့နော်လိုက်တက်နေတာအဲ့ဒါ flow နဲ့အနောက်မှာကျန်ခဲ့တယ်အနောက်မှာကျန်ခဲ့တဲ့ကောင်လေးကိုကျွန်တော်အဆုံးတက်နေလိုက်တယ်လန်စလော့ကလည်းဟိုဘက်ချန်ကျော်သွားတော့လန်စလော့တေးသွားပြီအဲ့နဲ့ဒီ flow နဲ့ကိုအဆုံးတက်နေလိုက်တယ် I've got a bullet with your name on it. Justice prevails. Do I even have to repeat that? okay မက်ကိုကြည့်လိုက်တော့ဘတ်တယ်ဖြစ်နေကြဘတ်တယ်ဖြစ်နေကျွန်တော်မြင်ပြပြီးတယ်မြင်ပြပြီးတော့ကျွန်တော်ပြစ်တာအမှားတစ်ချက်ရှူအမှားကြီးရောက်မဲဒီကိုဒီတိုင်းမပြစ်နဲ့တော့တော်ပြီဟိုမှာဘတ်တယ်ကိုပြစ်ရမှာဟာမင်းမှားနေတယ်အေးဟုတ်ပြီအဲ့လိုလိုက်ပြရောက်ဘတ်တော့ဟာမင်းကြောက်လေကြုံတော့ပြီထားခဲ့လိုက်တော့တော်ပြီအာတမလေးကဘိုင်းတော့ချိတ်တယ်တော့တော်သေးတယ်ရောင်းဘလူးပဲရခဲ့လို့အမလီတော်ပါသေးတယ် okay ကိုလေးပြန်ရှင်းလိုက်ကောင်းလိုက်မလားလေးမရှင်းလိုက်မလားဟာနဘီနဲ့မပြစ်တော့အဲ့တော့ဒီကြတော့ပြစ်မနိုင်ဘူးဟာနဘီဘာလို့ရှင်းတာလဲမလုပ်တော့ okay ဒီတိုင်းလေးပဲကိုဖန်တာကောင်းပါလေ Try to outrun my အဲ့ bullet. နေရာမှာကျွန်တော်တို့ဘက်က TikTok ကလေးကဘာလုပ်လဲဆိုတော့အကြီးကတော့2ဆင့် okay 3ဆင့်ကောင်းလိုက်တော့ဟိုအဲ့ flowing ကန်လိုက်ကောင်းတယ်လို့မစွန့်စကိုင်းရတဲ့အပန်းနဲ့နှစ်ကောင်လုံးတည်သွားတာပေါ့နော်ဟိုဘက်ချန် TikTok ကလေးကိုကျွန်တော်ထပ်ကန်တယ်ကျွန်တော်ရှော့သွားတဲ့အချိန်မှာစလီနာဝင်ခေါက်တော့ဟိုကောင်တီးလားဆိုတော့တီးသွားတာတိုင်းတီးလူပါရတားပဲလိုက်ကောင်းပါတယ်ကျွန်တော်ဘက်က6ကဒီ flow ကိုဝင်ဖြတ်တယ်ပေါ့နော် flick ကလည်းဝင်ဖြတ်တယ်ကျွန်တော်ကလည်း flow နဲ့အသေးတက်တယ် spray လေး complete တက်တယ်ဒါပေမဲ့ဒီကောင်မှမသိချင်တော့ရလည်းတည်ပါတယ်6ကန်တဲ့အချိန်မှာစလီနာပြစ်လိုက်တော့6ကန်လို့ရတယ်အဲ့ဒါကျွန်တော် explosion ထိုးလိုက်တယ်ကျွန်တော်ရှော့သွားတယ်ကျွန်တော် dash နဲ့ retriever ပေါက်ပြီးတက်တာနော်အနမီဘက်ကပါလာတဲ့ဒီ lens နဲ့ flow ရင်းအတွဲကတအားကိုစိုးတယ်ပေါ့နော်သူဒီ lens ကလည်းတကယ်ကောင်းတယ် flow ရင်းကလည်းတကယ်ကောင်းတယ်အဲ့ဒါကျွန်တော်ဖြတ်တက်ပြလိုက်တယ် lens ကကျွန်တော်ရဲ့ damage မခံနိုင်တော့ဘူးကျွန်တော်လည်း lens ရဲ့ damage ကျွန်တော်မခံနိုင်ဘူးအဲ့ဒါဆိုရသလားဆိုပြီးတော့ကျွန်တော်လိုက်ချပြီးတယ်လိုက်ချတော့မဖြစ်ဘူးဒီကျွန်တော်ဘက်ကပဲစားလိုက်ပါတယ် Enemy double spell on CDs. Don't panic. Clint is on the way. Just a lonely man on his way in the desert. အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီ battle ဖြစ်တဲ့နေရာကိုကျွန်တော်သွားတယ်အမှ lens လောကတေကန်လေးဆဲမှာ flow ရင်းကပွေးဖြိလိုက်တယ်ကွာအမှကျွန်တော် short သွားတယ်မ lens လောကတကယ်ကောင်းပါတယ်အမှရှင်းလုပ်ပြီးဝင်လာတယ်ကျွန်တော် skate တူတုံးလည်းမမိဘူးအမှ execution ထိုးတယ်မြစ်
တေးလိုက်တော့မင်းတေးလိုက်တော့မင်းများနေပြီအဲ့နဲ့ကျွန်တော် CT အောင်ကျွန်တော်လိုက်ချတော့ညာလဲကောင်းမှပြရမြဲနာကွာချတော့ဘောကောတော့စားတာကောင်းပါတယ် I've got a bullet with your name on it. Sir. Busy finding a place to hide. Sir. What's up? Don't panic. Clean. Don't wait.ကျွန်တော်ကြော်ညာလေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးချင်လို့ပါအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီ mobile legend diamond တွေပတ်ကြည့် UC တွေစားတဲ့ game တွေကိုကျွန်တော်ဒီတနေ့ရက်ထဲမှာစုပြီးဝယ်လို့ရပါပြီအဲ့ဒါတော့ဘယ်နေရာဆိုလို့ရှိရင်ကျွန်တော်ဒီ Telegram ထဲမှာကျွန်တော်ဆက်သွားမှာရိုက်ချလိုက်ပါတော့တင်မောလာgame shop ပေါ့နော်ဒီတင်မောလာဆိုတဲ့ game shop မှာကျွန်တော်ရောင်းတာတွေအများကြီးရှိပါတယ်အဲ့ဒါတွေဘာလဲဆိုတော့ကျွန်တော်ပြပါမယ်ကျွန်တော်ရောင်းတဲ့ item တွေကတော့ Mobile Legends, PUBG UC, Free Fire, Genshin Impact, Honor Games အများကြီးပဲပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ရောင်းတဲ့ game တွေပါပြီးတော့ကျွန်တော်ဒီမှာ Minding Unite item စားတဲ့ data တွေလည်းကျွန်တော်ဒီမှာဝယ်လို့ရပါတယ်တန်ပါတယ်အများကြီးရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီ social တွေလည်း boost လုပ်ရတယ်ပေါ့နော် YouTube, TikTok, Telegram, Facebook စတာတွေကိုကျွန်တော်ဒီ subscriber တိုးမလားဒီ view တက်အောင်လုပ်မလားအဆုံးရှိရပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ cut premium ရမယ် live motion premium ရမယ်လို့ရှိရင် VPN နဲ့ premium ရပါမယ်အကုန်ရှိပါတယ်ကျွန်တော်အဲ့ဒါလည်းပြောပြတာပါကျွန်တော်ဒီ search bar မှာတင်မောင်လာ game shop ဆိုပြီးကျွန်တော်ရိုက်ချတယ်ပါဒီလိုရမ်းချတဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ video ရဲ့ description တို့မဟုတ် comment မှာကျွန်တော်ချပေးရပါမယ် okay အဲ့ဒါကျွန်တော်ပြောပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်Drop your weapon and hands up. The year is birds and people are living together in seemingly perfect harmony. I'll make sure justice is served today.
the folks in the business. Listen to your sheriff. Justice. Do I even have to repeat that? Get ready for verse 2, electric. Oh, perfect shot! Request backup! Ult is not ready. Request backup! Shut down! Double kill! Triple kill! ။အဲ့ဒီမှာကျွန်တော် CPN ပြစ်လိုက်တဲ့ဆက်ဆက်တစ်ချက်က CPN 3ပုံမှာတစ်ပုံဝင်ကြတော့ကွာ Find a place to အဲ့ဒီ item ကိုဒါတော့မသိချင်ဘူးလားသိချင်တယ်လို့ဆိုကျွန်တော်ဗီဒီယိုအဆုံးထိကိုကြည့်လိုက်ပါ Okay အားလုံးကိုကျွန်တော် gameplay ကိုဆက်ပြီးတော့ရှုထားပေးပါဦး Great play! Justice has long arms. Kill! Just a lonely man on his way in the desert. Slain an enemy! You girls can resist a gunslinger like me. Can't blame them for that. Justice. Do I even have to repeat that? The folks in the business.ကျွန်တော်တို့ဒီပွဲကကျွန်တော်ထိုင်းစာပေါ်မှာတောက်ဆောင်တဲ့ပွဲပါကျွန်တော်9ဒီတားတက်တယ်9လည်းတော့ကျွန်တော် second record ရကျွန်တော်မရိုက်နိုင်ဘူးဗျာကျွန်တော်မရိုက်နိုင်တဲ့ဖြစ်တဲ့ကြောင့်ကျွန်တော်နားလည်ပေးကြပါကျွန်တော်နောက်ဆိုလို့ရှိရင်ကျွန်တော် solid ပုံစံကိုကျွန်တော်ရိုက်ပြဖြစ်ပါတယ်အခုကကျွန်တော် replay ကိုကျွန်တော်ရိုက်ပြဖြစ်တဲ့ကြောင့်ဒါ brother လို့လည်းကျွန်တော်အားနာရဗျာဟုတ်လား
ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဒီရှုံးကနေမှာပေါ့နော်ရှုံးကနေကျေမှာကျွန်တော်ဒီနိုင်အောင်ဆော့ခဲ့တာပေါ့နော်နိုင်အောင်ဆော့ခဲ့တဲ့ပွဲဖြစ်ပါတယ်โอเคအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်များကိုပတ်စံညပါလိကျွန်တော်ပြောမှဆိုမှရှိကြလို့ရှိရင်ကျွန်တော်နားလည်ပေးတာပါအားလုံးပဲတတ်တာပါအမှကျွန်တော်ဆော့တဲ့ item ကိုကျွန်တော်ပြတာပါတယ်